အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဟာဝန်ထမ်းဘဝနဲ့အကျွေးယူတာကောင်းလားမကောင်းလားဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဝန်ထမ်းဘဝမှာအကျွေးယူတဲ့အချက်ကကြတော့ကျွန်တော်တို့ကကိုယ့်ရဲ့ဝင်ငွေကိုတိုးလာစေမဲ့ပညာရေးဒါမှမဟုတ်လုပ်ငန်းသုံးပစ္စည်းတွေမှာရင်းနှီးမြှုပ်နှံဖို့ဆိုရင်ဒါကိုအကျွေးကောင်းလို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကကြတော့ကျွန်တော်တို့ဘဝရဲ့တိုးတက်မှုကိုအထောက်အကူပြုတယ်ပေါ့နော်။အဲ့ဒါမှမဟုတ်ဘဲနဲ့အသုံးဆောင်ပစ္စည်းတွေဒါမှမဟုတ်ကိုယ်တည်ငါတာယာဖို့အတွက်ပဲအကျွေးကိုအသုံးပြုလိုက်မယ်ဆိုရင်ရေရှည်မှာဒါကြီးကဝင်တော့ဝင်ဖို့ဖြစ်သွားပြီးတော့ငွေကြေးအချက်တဲစီကိုဥတီသွားစေနိုင်ပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့ကအကျွေးမယူခင်ပါပေါ့နော်။ဒီအကျွေးကဒီပတ်စံကကိုယ့်အတွက်ပြန်လဲအကျိုးရှိမဲ့ရင်းနှီးမြှုပ်နှံမှုဟုတ်မဟုတ်ဆိုတာကိုတေချာခွဲခြားတတ်ဖို့လိုတယ်။ပြီးတော့ကျွန်တော်တို့ကအဲ့ဒီအကျွေးကိုပြန်ဆက်မယ်ဆိုရင်ကိုရထားတဲ့လစဉ်လစာရဲ့20%ထပ်မှာပို့တဲ့ငွေကြေး amount နဲ့ပေါ့နော်ပြန်ဆက်နိုင်စွမ်းရှိမှာဒါအကျွေးကိုယူသင့်တယ်ပေါ့နော်ဆိုတော့အကျွေးကိုကျွန်တော်တို့ကစီကန်းရှိရှိနဲ့အကျိုးရှိရှိအသုံးချတယ်မယ်ဆိုရင်ဒါဘဝအတွက်လေကားတစ်ဖြစ်စေနိုင်တယ်လို့စနစ်တကျအသုံးမချတတ်ရင်တော့ဒါငွေကြေးထောင်ချောက်တွေကိုရောက်သွားစေနိုင်တယ်ပေါ့နော်နောက်ထပ်သိထားမယ့်အချက်ကကြတော့ကျွန်တော်တို့ကအကျွေးမှာအကျွေးကောင်းနဲ့အကျွေးဆိုးဆိုတာရှိတယ်ဝန်ထမ်းတစ်ယောက်အနေနဲ့ကျွန်တော်တို့ကအကျွေးကောင်းဆိုတာကြတော့ကိုယ့်ရဲ့ဝင်ကိုပြန်လဲတိုးပွားစေမယ်သင်တန်းကြီးတို့ဒါမှမဟုတ်လုပ်ငန်းသုံး laptop တို့အဲ့လိုနေရာတွေမှာအကျွေးကိုအသုံးချမယ်ဆိုရင်ဒါကိုယ့်ရဲ့တန်ဖိုးကိုမြင့်တင်ပေးနိုင်တဲ့ရင်းနှီးမြှုပ်နှံမှုလို့ခေါ်ရပေါ့နော်အဲ့ဒါကိုအကျွေးကောင်းလို့ခေါ်တယ်အကျွေးဆိုးဆိုတာကြတော့ကျွန်တော်ကတန်ဖိုးတက်မလာဘူးပြန်ရောင်းလို့ရှိရင်လည်းဈေးကျသွားမယ်အဲ့လိုမျိုးအသုံးဆောင်တွေဒါမှမဟုတ်ကျွန်တော်တို့ကဒါခဏတာအလိုဆန္ဒအတွက်အတိုးကြီးကြီးနဲ့ချင်းဝယ်သုံးလိုက်တာမျိုးပေါ့နော်အဲ့ဒါမျိုးကျွန်တော်တို့ကအကျွေးဆိုးလို့ခေါ်တယ်အကျွေးကောင်းကကြတော့ကျွန်တော်တို့ကနောက်ထပ်ဝင်လမ်းကြောင်းအသစ်တွေကိုရစေနိုင်တယ်ဒါပေမဲ့အကျွေးဆိုးကကြတော့ကိုယ့်ရဲ့လစဉ်လစာတွေကိုအဖတ်မတင်စေတဲ့အပြင်ငွေကြေးထောင်ချောက်တွေကိုပါရောက်ရှိသွားစေနိုင်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကအကျွေးတစ်ခုမယူခင်မှာဒီအကျွေးကကိုယ့်ကိုပတ်စံပြန်ရှာပေးနိုင်မယ့်အရာလားဒါမှမဟုတ်ကိုယ့်အိတ်ကထဲကပတ်စံကအပြင်ကိုစီးဆင်းစေတဲ့အရာလားဆိုတော့ကျွန်တော်သိချခွဲခြားတတ်ဖို့လိုအပ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ကဝန်ထမ်းဘဝမှာအကျွေးကို investment tool အနေနဲ့အသုံးချခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့ဝင်ငွေကိုတိုးလာစေတဲ့ဒါ scale အသစ်တွေကိုလေ့လာသင်ယူတာသင်တန်းတက်တာဒါမှမဟုတ်ကျွန်တော်တို့က site အခန်းရှာပေးနိုင်တဲ့လုပ်ငန်းသုံးပစ္စည်းတွေမှာရင်းနှီးမြှုပ်နှံတာမျိုးလုပ်တင်တယ်ပေါ့နော်အကျွေးယူပြီးတော့ရင်းနှီးလိုက်တဲ့အရာနေပြီးတော့ပြန်ရမယ်အကျိုးမြတ်ကကျွန်တော်တို့ချင်းငွေရဲ့အတိုးနှုန်းထက်များနေဖို့လိုအပ်တယ်ပြီးတော့ရလာတဲ့ပတ်စံကိုအကျွေးပြန်ဆက်ဖို့အတွက်တသက်ဖယ်ထားမယ်နောက်ပြီးတော့ကိုယ့်ရဲ့ဝင်လမ်းကြောင်းအသစ်တွေကိုတိုးချဲ့ဖို့အတွက်လည်းစနစ်တကျပြန်လဲခွဲဝေတက်ရမယ်ပေါ့နော်ပြောရမယ်ဆိုရင်အကျွေးကိုကိုယ့်ရဲ့အရေးချင်းနဲ့ဝင်လမ်းကြောင်းတွေကိုမြင့်တင်ပေးနိုင်မယ် tools တစ်ခုအနေနဲ့အသုံးပြုသင့်တယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့သိထားမယ်အချက်တစ်ခုကကြတော့လစာတစ်ခုတည်းနဲ့ကျွန်တော်ငွေကြေးချမ်းသာမှုကိုတည်ဆောက်လို့မရဘူးပေါ့နော်လစာတစ်ခုတည်းကနေ့စဉ်စားဝတ်နေရေးအတွက်တော့အဆင်ပြေတယ်ဒါပေမဲ့ချမ်းသာကြွယ်ဝမှုကိုတည်ဆောက်ဖို့ဆိုရင်အကျွေးကိုကောက်ဝါတစ်ခုလို့အသုံးချပြီးတော့ကိုယ့်ရဲ့ဝင်တိုးတက်မဲ့နေရာတွေမှာသုံးသင့်တယ်ပေါ့နော်ဥပမာအပြင်ကိုယ်ပိုင်အချိန်တွေထဲကနေပြီးတော့ဝင်ထပ်ရှာပေးနိုင်တဲ့ side business တစ်ခုခုလုပ်တာဒါမှမဟုတ်တန်ဖိုးတက်စေမဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုခုကိုလုပ်တာမျိုးပေါ့နော်အဲ့လိုမျိုးအကျွေးကိုရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ်ပြောင်းလဲလိုက်ခြင်းကလသာဆိုပြီးတော့တိစောက်နေရတဲ့စားလို့ရှိရင်ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်းကိုမြန်ရောက်စေတယ်ပေါ့နော်အဓိကကတော့ကိုယ့်ရဲ့လုပ်အားကအပြင်ကိုအကျွေးရနေတဲ့ဆင်ရလာတဲ့ပိုင်ဆိုင်မှုတွေကပါကျွန်တော်တို့ပတ်စံပြန်ရှာပေးနိုင်တဲ့စနစ်တစ်ခုကိုတိစောက်တင်တယ်ဒီနေရာမှာကျွန်တော်တို့ကဝန်ထမ်းတွေအများဆုံးလုပ်တတ်တဲ့အမှားတစ်ခုရှိတယ်အဲ့ဒါကြတော့ကျွန်တော်ကလစာမရသေးဘူးကိုလိုချင်တဲ့ပစ္စည်းကိုအကျွေးနဲ့ကြိုပြီးဝယ်တာမျိုးနောက်ပြီးတော့စုထားတဲ့ပတ်စံတော့မရှိဘူးဒိုးကြီးနဲ့အကျွေးယူမိလိုက်တာမျိုးပေါ့နော်အရေးပေါ်အခြေအနေကြောင့်ဒိုးကြီးနဲ့အကျွေးယူမိလိုက်တာမျိုးအဲ့ဒီအချက်တွေကကြတော့ငွေကြေးအချက်တွေကိုပို့ပြီးတော့ကြုံစေတယ်ပေါ့နော်အဲ့ဒါအပြင်ကိုကျွန်တော်ကအတိုးနှုန်းကိုတေချာမတွက်ဘဲနဲ့လွယ်ချီးမိလိုက်တာမျိုးတော့အကျွေးတစ်ခုစဖို့အတွက်နောက်ထပ်အကျွေးတစ်ခုကိုထပ်ယူတာမျိုးပေါ့ဒီအချက်တွေကငွေကြေးထောင်ချောက်တွေကိုရောက်ရှိစေတဲ့အပြင်ဘဝပြတ်တဲ့အထိကိုဖြစ်စေတယ်ဆိုတော့ဒီအချက်တွေကိုလည်းသတိကြီးထားဖို့လိုအပ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့အကျွေးတစ်ခုကိုမယူခင်မှာမေးသင့်တဲ့မိကုံးလေးရှိရပါတော့ဒီအကျွေးကငါ့ကိုပတ်စံပြန်ရှာပေးနိုင်လားဒါမှမဟုတ်ကိုလိုချင်တဲ့ပစ္စည်းဝယ်ဖို့အတွက်တရင်ကတာယာဖို့အတွက်ယူသုံးတာလားပေါ့နော်ဒီအချက်တွေကိုသေချာမေးဖို့လိုအပ်တယ်နောက်ပြီးအကျွေးယူလိုက်တဲ့အခါအကျွေးကြောင့်တစ်လလုံးစားဝင်နေအထိခိုက်စေလားပေါ့ပြီးလို့ရှိရင်အကျွေးရှင်ကသတ်မှတ်ထားတဲ့စည်းကမ်းချက်တွေကိုကိုကတကယ်ပဲလိုက်နာနိုင်လားဒီအချက်တွေကိုသေချာမေးတင်တယ်ကိုမေးဖို့လိုအပ်တယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကအစီအစဉ်စနစ်တကျမလုပ်ဘဲနဲ့အကျွေးယူမိတဲ့အခါမှာတစ်လလုံးငွေကြေးနဲ့ပတ်သက်ပြီးတော့ဝင်ဖို့တွေဖြစ်တတ်တယ်ဒါကြောင့်ဒီချက်ကိုလည်းသေချာသတိပြုဖို့လိုအပ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ကအကျွေးယူတဲ့အခါမှာကျွန်တော် smart test strategy နည်းကိုသုံးလို့ရတယ်ပေါ့နော် smart test strategy ဆိုတာကြတော့ကိုယ်မှာအရေးပေါ်သုံးဖို့အတွက်အရန်တင်ငွေပမာဏတစ်ခုအစုထားတာပြီးလို့ရှိရင်ကိုရင်းနှီးမြှုပ်နှံဖို့အတွက်ချင်းငွေကိုယူလိုက်တယ်နောက်ပြီးတော့အတိုးနှုန်းအသက်သာဆုံးအကျွေးကိုယူတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော် smart test strategy လို့
လို့ခေါ်တယ်တကယ်လို့အကျွေးဆိုင်ရင်နေနဲ့တခုခုဖြစ်ခဲ့ရင်တော့မှအရန်သိစုထားတဲ့ပတ်စံတွေကနေပြီးတော့ထုတ်သုံးပဲအကျွေးနဲ့ရင်းနှီးမြှုပ်နှံမှုတခုခုလုပ်တော့ကိုယ့်အတွက်လည်းတခုခုပြင်ရတယ်ပြီးတော့အတိုးနှုန်းလည်းတက်တာတယ်ဆိုတော့ဒီချက်ကကြတော့အရန်ကို smart ကြတဲ့အကျွေးယူနည်းလို့ခေါ်လို့ရတယ်အဲ့ဒါကိုကျွန်တော်တို့ smart strategy လို့ခေါ်တယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့အကျွေးယူပြီးတော့ကိုယ့်ရဲ့တန်ဖိုးကိုမြင့်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီအကျွေးယူလိုက်တဲ့ပတ်စံကိုကျွန်တော်ကိုယ့်ရဲ့ဝင်ငွေပြန်တိုးလာစေဖို့အတွက် professional သင်တန်းတွေတက်တာအဆင့်မြင့်သင်တန်းတွေတက်တာဒါမှမဟုတ်စာအုပ်တွေဖတ်တာပြီးလို့ရှိရင် side business တစ်ခုခုလုပ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေရင်းနှီးမြှုပ်နှံတာမျိုးဒါတွေလုပ်တင်တယ်ပေါ့နော်ကိုယူလိုက်တဲ့အကျွေးကြောင့်ရလာတဲ့အရေးချင်းဟာနောက်တစ်ချိန်မှာလစာတိုးဖို့ဒါမှမဟုတ်အဖို့ဝင်ရဖို့အတွက်တေချာပေါက်အထောက်အကူပြုနေရမယ်အဲ့ဒါမှကျွန်တော်မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုလို့ခေါ်လို့ရတယ်ဝန်ထမ်းဘဝကနေပြီးတော့အကျွေးနှုံနဲ့မကြဖို့ဆိုရင်လစဉ်အကျွေးဆက်တဲ့ပမာဏလစာရဲ့30%ထပ်မကျော်ဖို့လိုအပ်တယ်ပေါ့နော်ပြီးလို့ရှိရင်လည်းအရေးပေါ်ထုတ်သုံးဖို့အတွက်ပတ်စံအရန်တင်ရှိနေဖို့လိုအပ်တယ်ပေါ့နော်ကိုယူထားတဲ့အကျွေးတွေကမှာအတိုးနှုန်းကြီးတဲ့ချင်းငွေကိုအရင်ဦးစားပေးရှင်းတတ်ဖို့လိုအပ်တယ်နောက်ဆုံးအကြံပေးခြင်းတဲ့အချက်ကကြတော့ကျွန်တော်တို့ကချမ်းသာတဲ့လူတွေစီကနေပြီးတော့အတူယူရမယ်ပေါ့နော်ချမ်းသာတဲ့လူတွေကကြတော့အကျွေးကိုဝယ်ချင်တာဝယ်ဖို့အတွက်မသုံးဘူးသူတို့အိတ်ကထဲပတ်စံပြန်စီးဝင်လာစေမဲ့ဝင်လမ်းကြောင်းတွေတိစောက်ဖို့အတွက်ကုတ်ဝါတစ်ခုအနေနဲ့သုံးတယ်ပေါ့နော်ဝန်ထမ်းတွေအနေနဲ့သူတို့စီကယူရမယ့်သင်ခန်းစာအားကျတော့အကျွေးယူပြီဆိုရင်အကျွေးရတဲ့ပတ်စံကိုအသင်တန်းတက်တာစာအုပ်တွေဖတ်တာဒါမှမဟုတ်တန်ဖိုးတက်စေမဲ့တန်ဖိုးပေါင်းထည့်ပေးစီတဲ့ပိုင်ဆိုင်မှုပစ္စည်းတစ်ခုကိုဝယ်တာမျိုးလုပ်တင်တယ်အဲ့လိုမျိုးရင်းနှီးမြှုပ်နှံမှုတွေခက်များများလုပ်ပြီဆိုရင်ဟိုကတစ်နှစ်နှစ်နှစ်အများဆုံး4-5နှစ်လောက်အချိန်ပေးလိုက်မယ်ဆိုရင်တည်တာတဲ့ပြောင်းလဲမှုတွေရလက်ကောင်တွေရစေလာမယ့်အကြောင်းကိုကျွန်တော်ဒါမျှဝေပေးလိုက်ရပါတယ်ခင်ဗျာဒီဗီဒီယိုလေးရမိတ်ဆွေတဲ့အကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ခဲ့ပေးပါဦးเนาะအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ